Okay ဆရာနိုင်ငံတော်များတော့အကုန်ပတ်ပြီးသွားပြီမြန်မာနိုင်ငံမဲကျင်တော့တယ်သွားမှာလားဟမ်ဟုတ်လားဝေးတယ်ဟုတ်တော့ပဲမြန်မာနိုင်ငံကျန်သေးရနော်သူတို့ဆရာဝင်မှာလားဝင်တော့ပြန်မယ်အော်ဆရာဘာလို့လဲခွဲကြလိုက်တာဦးလေးဘာလို့လဲဆရာလဲမဝင်ချင်လို့မဝင်တာမဟုတ်ဘူးကွာငါဘယ်ဘောက်ကဝင်ရမှာလဲဟမ်ငါဘယ်ခွေးထိုးဘောက်ကနေဝင်ရမှာတော့ဆရာလေလုံးနေကြတယ်မိကိုကောင်းနိုင်တယ်ဆက်တော့လေငါဘယ်ဘက်ကဝင်ရမှာဟမ်မေးဖင်းရဝင်ရမှာဒါပေမဲ့ဆရာလည်းမဝင်လဲခွဲရဆက်လို့ဖြစ်မှာဗောဟိုကသူတို့အိမ်နေတဲ့အချိန်ညဘက်အိမ်ရှိပေါက်ကနေခိုးဝင်လေနေညဘက်လည်းမအိမ်ဘူးကွာခိန်းစော်နေတာနိုင်ရလည်းမဟုတ်ဘဲနဲ့စော်နေရတာပဲဆရာအဲ့ဒါတက်တက်မဲ့အကြောင်းပြချက်တွေပြီးနေကျွန်တော်ပေါ့ကျွန်တော်သွားဖို့တော့မှာဆရာလိုက်စားမလို့ကျွန်တော်ပေါ့ကိုတော့သွားဖို့မယ်အေးကွာပြန်မလာရင်ကွာမင်း A few moments later. ဟေးဘာဖြစ်လာတကိုးဆိုပြီးရိုက်လို့လိုက်တာစီကငါပြောသားပဲငါမသွားချင်လို့မသွားတာမင်းငါတော့ကမှနားမထောင်တာတီမသွားပဲကန်ကောင်းရအောင်သွားနေအောင်သွားပဲကဲစီယာ